ဟုတ်ကဲ့ကျွန်တော်တို့ဒီဖလားမြို့ကတော့ကျွန်တော်တို့အားလုံးတည်တဲ့အတိုင်းပဲအဲဒီဒီနှစ်ဧပြီလ9ရက်နေ့မှာပြီးပိုင်ကျွန်တော်တို့တင်ပိုင်ရရှိခဲ့ပါတယ်ဒါပေမဲ့လည်းဒီခါလာနှစ်ကြောက်ရှိကျွန်တော်တို့တင်ပိုင်တဲ့ချိန်မှာလွှတ်မြောက်နေတဲ့ပြီးနေတဲ့စစ်သုံးပန်တွေရှိတယ်ဒါပေမဲ့လည်းကျွန်တော်တို့အခုချိန်မှာဆိုလို့ရှိရင်အားလုံးနီးပါးကျွန်တော်တို့လက်ထဲမှာရောက်ရှိပါတယ်ဒီဖလားစစ်စီကျွန်တော်လုပ်နေတဲ့အချိန်မှာတရင်မှုအာကဒီလက်နဲ့ကြီးတိုင်ယာနဲ့ဒီခါရနှစ်ကြောက်ရှစ်ထဲမှာသူတို့တရင်မှုကကြာသွားတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဖလန်အားလုံးစုံကျွန်တော်တို့တင်ပိုက်တဲ့အခါမှာသူတို့ရဲ့အကြီးဆုံးပေါ့ G1 အဆင့်ရှိတဲ့ဟာကကျွန်တော်တို့ဒီထွက်ပြီးတယ်ဒါပေမဲ့ယနေ့အချိန်မှာကျွန်တော်တို့အကြီးဆုံးကနေဟိုးငေတာအထိကျွန်တော်တို့လက်ထဲမှာအကုန်လုံးရောက်ရှိတယ်ဆိုတော့ဒါတကယ်ဟိုဝန်တာဆရာပေါ့လေနော်ကျွန်တော်တို့အကြီးဆုံးကနေအကုန်လုံး185ယောက်ဒီဒီကျွန်တော်လက်ထဲမှာရောက်တယ်မနှစ်ကဆိုလို့ရှိရင်တော့အယောက်120ဆိုတော့အားလုံးပေါင်းလိုက်ရင်300ကျော်ပေါ့ကျွန်တော်တို့လက်ထဲမှာခုချိန်မှာထားပါတယ်သူတို့ကောင်းကောင်းမွန်မွန်ကျွန်တော်တို့ဆက်ဆံတယ်ထားတယ်အဲနောက်ပြီးတော့ဒီကလေးတငယ်တွေဆိုလို့ရှိရင်လည်းရောက်60မင်းကလေးနဲ့အလုံးပေါင်း60ကျော်ပေါ့အဲ့ဒီဟာကိုလည်းကျွန်တော်တို့ကောင်းကောင်းမွန်ထိန်းသိမ်းထားပါတယ်တချို့ကတော့ပြောမှာပေါ့တခါလေကြားလို့ရှိရင်ကျွန်တော်ရဲဘော်တွေကဒီဖန်တွေကိုမြင်တဲ့ခါကြားလို့ရှိရင်ရိုက်ချင်တာဟိုဟာချင်တာရှိတာပေါ့သူတို့တငယ်ချင်းတွေကိုတတ်တဲ့သူတွေနော်တစ်ဖက်ကနေစဉ်းစားမယ်ဆိုတော့အဲ့လိုစဉ်းစားလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကအာဒီလိုမျိုးလည်းမလုပ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဒေါ်လာရေးလို့ရချင်းရဲ့ရည်ရွယ်ချက်ကဒီလိုအာနာရှင်စနစ်ကိုပဲကျွန်တော်တို့ကတိုက်ခံတာဖြစ်တယ်သူတို့အားလုံးပုဂ္ဂိုလ်ရေးရနဲ့ကျွန်တော်တို့မုန်းတယ်မရှိဘူးသူတို့လိုရက်ဆက်တဲ့အားလုံးမဟုတ်ဘူးဆိုတာကျွန်တော်အမြဲတမ်းနေ့တိုင်းလဲကျွန်တော်တို့ရဲဘော်တွေကိုလည်းပြောတယ်ကျွန်တော်တို့လည်းအဲ့လိုပဲတွားနေတယ်ဆိုတော့ကျွန်တော်တို့အာအဲ့ဒါကတော့တုံးပန်ကျွန်တော်ဖန်စီရရှိခဲ့မိတဲ့ဟာကျွန်တော်တို့အကုန်လုံးမင်္ဂလေးရောကလေးရောအကုန်လုံးကောင်းကောင်းမွန်ကျွန်တော်ထိန်းသိမ်းဆောက်ရှောက်ထားပါတယ်နောက်ပြီးတော့ကျွန်တော်လက်နဲ့ဆိုရင်လည်းကျွန်တော်တို့လက်နဲ့ငယ်လက်နဲ့ကြီး454လောက်ပေါ့900ပြည့်ခါနီးလောက်ကိုကျွန်တော်ရရှိတယ်နောက်ပြီးတော့ကြီးတွေကတော့မပြောတော့ပါဘူးဒီနောက်ပြီးတော့ဆက်ပစ္စည်းပေါ့ဒီ drone တို့အများကြီးကျွန်တော်တို့ဖျားသခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်လက်ထဲမှာအာဒီဒေါ်လာကြီးဘက်တော်သားရဲ့လက်ထဲမှာထိုက်တန်ကျွန်တော်တို့ရရှိခဲ့ပါတယ်တော့ကျွန်တော်တို့ဘက်ကနေလည်းဆုံးရှုံးမှုတွေတော့ကျွန်တော်တို့သတင်းထုတ်ပြန်တယ်လို့ပဲပေါ့ဒီအာဇာနည်ရေးဘော်တွေ89လောက်90နီးပါးပေါ့လေ89ရောက်လောက်ကျွန်တော်တို့အာဒီအသက်ပေးသွားကြပါတယ်ဒီမှာလည်းကျွန်တော်တို့ CB ကလည်းအင်ရှင်ပီတာတယ်လို့ကျွန်တော်ပြောရမှာပေါ့ကျွန်တော်ရဲ့ဘော်တွေကြာဆုံးတာကျွန်တော်တို့ကအင်ရှင်ပီတာတယ်လို့ပြောချင်တာမဟုတ်ပေမဲ့လည်းအင်ရှင်စစ်တဲ့ကျွန်တော်တို့ရဲ့မြေကိုကျွန်တော်တို့ CB ကိုယ်တိုင်ကတေးတယ်ဆိုရင်လည်းကြာဆုံးတယ်ဆိုရင်လည်းကျွန်တော်တို့ပထမအတွေ့အမြင်ကြမယ်ဆိုတော့ရှီတိုင်းမှာအဲ့လိုမျိုးစိတ်ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကြာဆုံးတဲ့ရဲဘော်မှာလည်းကျွန်တော်တို့ CB က56ပေါ့လေအများဆုံးကိုပေးဆက်ခဲ့ကြပါတယ်ကိုချိန်မှာဆိုလို့ရှိရင်ကျွန်တော်ဖလန်မြို့ကြီးကိုအာဒီပြင်ဆင်စရာတွေရှင်းလင်းစရာတွေဆက်ပြီးတော့ကျွန်တော်လှုပ်ဆောင်နေပြီးတော့မကြာခင်မှာပြည်သူတွေလက်ထဲမှာအများဆုံးအနှံ့နိုင်အောင်ကျွန်တော်တို့CB ကနေပေါ့လေနော်ပြည်သူတွေလက်ထဲမှာကျွန်တော်အများဆုံးအာလုပ်နိုင်အောင်ကျွန်တော်ဆောင်ရွက်လက်ရှိပါတယ်ဒါပေမဲ့လည်းခုနပြောသလိုsecurity risk တွေကတော့လုံခြုံရေးရကျွန်တော်တို့မဖော်ပြတဲ့အရာလုံခြုံရေးရအာပြည်သူတွေဘယ်လိုကျွန်တော်တို့ပြန်လဲပြီးတော့သွားမလဲဆိုတဲ့ဟာကတော့ကျွန်တော်တို့မပြောတဲ့ဟာတွေလည်းရှိပါတယ်ဆိုတော့ကျွန်တော်တို့ယနေ့အချိန်မှာတော့ဖလန်ကတော့အပြီးပေါ့လေအလုံးစုံကိုကျွန်တော်တို့ CB လက်ထဲမှာဖျားခင်ရဲ့ကျေးဇူးတော်ကြောင့်ရောက်ပါပြီဆိုတဲ့ဟာလေးကိုစစ်ကြီးပိုင်းအနေနဲ့ကျွန်တော် update လုပ်ချင်ပါတယ်နောက်ပြီးတစ်ခုကတော့ကျွန်တော်တို့အခုအချိန်မှာCB ရဲ့နောက်ဆုံးလိုင်းနောက်ဆုံးလိုင်းဖြစ်တဲ့ဒီoperation တစ်ခုကြံနေပါတယ်ဒီကြံနေပါသေးတယ်ဆိုတော့ဒီဟာအတွက်လည်းကျွန်တော်တို့ဒီ CLF ကောင်းဆောင်ကြီးများနဲ့ကျွန်တော် PDF ဇော်လန်ကောင်းဆောင်ကြီးတွေက foundation တွေလုပ်ထားတဲ့ဟာရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့ follow လုပ်ပေးကြပါဆက်လက်ပြီးတော့အားဖြည့်ပေးကြပါလို့ဘာလို့လဲဆိုတော့ကျွန်တော်တို့ CB ကကျွန်တော်ပြောတဲ့အတိုင်းပဲလက်တွေ့ကြနဲ့
ကျွန်တော်တို့လုံနိုင်တဲ့အရာပေါ်မှာပဲကျွန်တော်တို့စကားပြောပါတယ်ဆိုတော့မလုံနိုင်တဲ့ကိုရဲ့မလုံနိုင်တဲ့ပေါ်မှာတော့အာလုံနိုင်အောင်ကြိုးစားတဲ့အဆင့်မှာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဟိုဒီနေ့ကျွန်တော်တို့မှာလည်းကျွန်တော်ပြောသလိုကျွန်တော်တို့ရဲဘော်တွေကမဆုတ်တန်းခံတက်ကိုကျွန်တော်တို့ကျွန်တော်တို့ပဲမဆုတ်ပဲနဲ့သူတို့ပဲဆုတ်လိုက်ရအောင်ကျွန်တော်တို့အများအားကြိုးစားပြီးတော့လှုပ်ဆောင်နေပါတယ်ဆိုတော့မဆုတ်တန်းခံတက်ဆိုတာရှိပါတယ်ဒီစစ်တပ်မှာအဲ့ဒီမဆုတ်တန်းခံတက်ကိုလည်းကျွန်တော်တို့ကဆုတ်တော့အောင်ကျွန်တော်တို့တိုက်ခိုက်တာကကျွန်တော်တို့CB ရဲဘော်တွေနဲ့မဟာမိတ်ရဲဘော်တွေရဲ့စိတ်သက်ခိုင်မာမှုနဲ့ကျွန်တော်တို့ပြည်သူတွေအားပေးမှုကြောင့်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့လှုပ်ဆောင်သွားမယ့်ဒီ operation ဂျန်နေတဲ့အရာတွေပေါ်မှာလည်းပြည်သူတွေအနေနဲ့ကျွန်တော်တို့ငွေကြီးကိုမှန်ကန်တဲ့နေရာမှာထည့်တက်ဖို့လိုပါတယ်ကျွန်တော်ကျက်စာမှာလည်းရှိရလေကောင်းမွန်တဲ့မိမှာကြားတဲ့မျိုးစေ့ကပြင်ကြီးထွားပြီးတော့အများကြီးတည်တယ်ဆိုတာရှိပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့မျိုးစေ့တွေကလမ်းပေါ်မှာချပါလားခြုံပုတ်ပေါ်မှာထည့်ပါလားကျွန်တော်ဘယ်မှာထည့်မလဲဆိုတာရည်ကြီးတယ်ဒါပေမဲ့ကောင်းမွန်တဲ့မိမှာကျွန်တော်တို့ထည့်တယ်ဆိုလို့ရှိရင်တော့ကောင်းမွန်တဲ့အတီးကတော့တီးမှာပဲဆိုတော့ကျွန်တော်တို့မျိုးစေ့တွေကိုကျွန်တော်တို့ချင်းငင်အောင်မှာထည့်ပေးကြပါ CLF မှာထည့်ပေးကြပါကျွန်တော်ဇော်လန်supporter တွေကျွန်တော်သူတို့ရဲ့ fundraising supporter တွေမှာထည့်ပေးကြပါလို့ဟိုကျွန်တော်တို့နှိုးဆော်ချင်ပါတယ်ပြည်သူတွေနဲ့ယနေ့ထိကျွန်တော်တို့နဲ့အတူပါရှိပြီးတော့ဆူတောင်းပေးခြင်းဝေကြီးအနေနဲ့ထောက်ပံ့ပေးခြင်းလုပ်ပေးတဲ့ပုံမှာလည်းအထူးကျေးဇူးကြောင်းပြောကြရင်ကျွန်တော်ရဲ့ update လေးကိုဒီတော့နေ့ပဲကျွန်တော်နားကွန်ပျူတာကျေးဇူးတင်ပါတယ်